အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကဒီနေ့ဒေါက်တာအေမှာလာပြီးတော့ဒါမျက်နှာ skin care ပေါ့နော်ဒါထိမ့်သိမ့်တဲ့အနေနဲ့လေစာလေးပြင်မယ်ပြီးလို့ရှိရင် collagen တွေလေးတင်ပါမယ်ခင်ဗျာမျက်နှာတော်တော်လေးဒီကဘယ်လောက်စားလား ဟိုတလောကတော့ဆရာတို့ဟိုဟာလေးနည်းနည်းတွေ့တဲ့ဟာလေးလက်ထားတယ်အဲ့ဒါဆိုတော့ဟိုအခုကြည့်ရတဲ့နောက်မှာတော်လေးလေးတွေ့ပါ ဟိုကအပြင်းလာတယ်ဒါပေမဲ့ဝါတော်တော်စပြောင်းအောင်ဒီတယ်စတော့လိုက်တယ်အဲ့မှာရေးစီဟုတ်ကဲ့ကျွန်တော်ဒေါက်တာအေးမှာဘာလို့ပုံမှန် treatment လုပ်ဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီအနုပညာလုပ်တဲ့အခါမှာကျတော့ကျွန်တော်တို့ဟိုလူရှိကိုထွက်ရတဲ့အခါမှာကျတော့ကိုယ့်ရဲ့အသားရည်ရာကြည်ပြီးတော့ကောင်းနေဖို့လိုတယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်ကကျတော့အရင်ကတော့အသားနည်းနည်းဝင်းနေတဲ့ထဲမှာပါပဲမယ်ကျွန်တော်ကလည်းဝက်ချံအရင်ပေါက်တယ်ဘာလို့ဆိုတော့ဒီကျွန်တော်အရွယ်ကလည်းဝက်ချံပေါက်တဲ့အရွယ်ဆိုတော့ကျတော့ဘလို့ပဲထိမ့်သိမ့်ပေါ့နော်ဒါပေမဲ့ဟိုအချိန်တန်လို့ရှိရင်နည်းနည်းဝက်ချံလေးထွက်လာတဲ့အစီပူလေးထွက်တတ်တယ်အဲ့လိုကြောင့်မလို့လဲဟိုဒီမှာလာပြီးတော့အမြဲတမ်းဟို treatment လေးယူပြီးတော့လုပ်ဖြစ်တာပေါ့